ကျေးတော်ရှင်ဆရာတော်ရှင်ဒီမြတ်ကြီးဖျားယနေ့ညသာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1383ခုနှစ်တပေါင်းလဆန်း3ရက်ခရစ်နှစ်2022ခုနှစ်မတ်လ4ရက်တောက်ကြနေ့ညဓမ္မဒါနကုသိုလ်ရှင်များပြသောရန်ကုန်တိုင်းဒေသကြီးလှဲကူးမြို့နယ်ရိပ်သာရက်ကွက်ရုံဟောင်းလန်းနေကွယ်လွန်သူဖခင်ဦးစစ်လိုက်နှင့်မိခင်တော်မြတ်ကျင်တို့အာရည်စု၍နေပြည်တော်နေဦးမျိုးအောင်ဒေါ်ဝင်းမင်းတန်းသားသမီးများဖြစ်ကြသောမတ်ဆန်ကျူရီမျိုးအောင်မောင်တန်းစင်အောင်မကေတရီမျိုးအောင်မိသားစုတို့၏ဆင်ကျင်းပပြုလုပ်အပ်သောအွန်လိုင်းဓမ္မသဘင်နှင့်ဆက်လျင်၍ကျေးတော်ရှင်ပမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားခြင်းဖြင့်ပေးသနာတော်မူပါယံဖျားပြီးတော့ခြေတော်ဆုံးငှား၍ယူသေးစွာလျှောက်တာအပ်ပါသည်ဖျားသာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1383ခုနှစ်တပေါင်းလဆန်း3ရက်2022ခုနှစ်မတ်လ4ရက်တောက်ကြနေ့၌အွန်လိုင်းမှာဟောကြားအပ်သောဘယ်မလုံးချင်သူတိမိယကုမာရအကြောင်းအပိုင်းနှစ်တရားဒေသနာတော်ကိုယ်တိုင်ဘယင်းဘဝမှာတိုင်းပြည်အုပ်ချုပ်အနှစ်20ပင်လုပ်ခဲ့တဲ့မကောင်းမှုအကုသိုလ်တွေရဲ့အကျိုးကိုနှစ်ပေါင်း8000အရဲမှာခံစားခဲ့ရတဲ့အတိတ်ကိုတိမိယကုမာရမင်းသားဟာပြန်လိတတိယနေတာဖြစ်တယ်။ဒါကြောင့်မို့ဘယင်မဖြစ်ဖို့အတွက်ဘယင်မလို့ရအောင်ကြံဆောင်တဲ့နေအားဖြင့်ဆွမ်းအားနာမကြအတန်ဆွမ်းတဲ့လူအလားပြုကျင့်နေထိုင်ခဲ့တာနှစ်ပေါင်း16နှစ်ထိအောင်ပဲကြာညောင်းလာခဲ့တယ်ပုံပန်းတနာအရာရှုအင်္ဂလက္ခဏာကောင်းမွန်ရဲ့တန်းနဲ့ဆွမ်းအားနာမ